တော်ဝင်ဘန်းတပွင့်တန်နာရီတက်သမိုင်းမှတန်တွေကိုပြန်ကြည့်ရင်အာနာနဲ့နေရာရဖို့ကိုယ့်ဖေကိုပြတ်တဲ့လူတွေရေကိုချင်းချင်းသွေးချောင်းစီးစင်းနေတဲ့ဖြစ်ရက်တွေနဲ့တစ္ဆာဖောက်တွေကိုအများဆုံးတွေ့ရတတ်တယ်ဗျ။ဒါပေမဲ့နန်းတော်တွေကိုအေးအေးချမ်းချမ်းလေးဝင်လာပြီးလက်ယုံရည်ထက်နှလုံးရည်ကိုအသုံးချပြီးတော့ဘယင်းတွေထက်အာနာရှိသူဖြစ်လာခဲ့တဲ့ဘယင်းမတစ်ယောက်ရှိခဲ့တယ်ဆိုတာသိကြပါသလား။ဟုတ်ပါတယ်။သူမိုင်းနာမည်ကတော့မိဖုရားဖွာစောပါ။သမိုင်းမှတန်တွေအရာဖွာစောဆိုတဲ့နာမည်နဲ့မိဖုရားက3ယောက်တောင်ရှိခဲ့တာဗျ။ဒါကြောင့်မလို့ဒီဗီဒီယိုမှာတော့ငင်းနာမည်စောလာဝန်းလို့ပဲသုံးပါမယ် ဟေးခဏလေးစားဝတ်နေရကျွန်တော်ဈေးလေးရောင်းချင်လို့ပါ brother တို့ကိုတော့ကျွန်တော်တို့စီမှာအခုဗီဒီယိုတွေကလိုမျိုးပုံစံမျိုးတွေကိုပုံပြန်ထုတ်လို့ရတဲ့ AI တွေပြီးတော့သချင်းထုတ်လို့ရတဲ့ AI တွေအပြည့်ပဲဘယ်လိုပြောလဲငါတို့တီးတဲ့ AI တွေက ChatGPT တို့ Gemini တို့ Grok Cloud ဒီ Suno တို့ပြီးရင် Leonardo အဲ့လိုတချို့ AI အများစုပေါ့နော် AI နဲ့ကုန်လို့ကျွန်တော်တို့စီကလာဝယ်လို့ရပြီပေါ့နော်ဈေးတက်တာနဲ့ကျွန်တော်တို့ရဲ့ customer service ကလည်းဘယ်လောက်ထိကောင်းလဲဆိုရင်24/7 service အပြင် brother တို့ကိုစိတ်ရှိလက်ရှိနေလဲမရမချင်းကိုကူညီပေးမှာပါဗျဈေးလာဝယ်သူတိုင်းကိုလည်း coffee ကခါကနေညနေကျွန်တော်ဖျားရှိခိုးတိုင်းမြတ်တာပို့မှာဖြစ်ပါတယ်ဗျကူစကန်မှာလန်တွင်းစီတို့ခရစ်နှစ်1933မြန်မာတက္ကရာ995လောက်ကပကံပြည်ကိုထီးလို့မင်းလို့မင်းအုပ်စိုးနေတဲ့အချိန်အဲ့ဒီအချိန်ပကံပြည်ရဲ့တောင်ဘက်ကူစကန်ဆိုတဲ့ရွာလေးမှာစောလာဝန်းကိုမွေးဖွားခဲ့တယ်ဗျစောလာဝန်းဟာငယ်စဉ်ကတည်းကတခြားကလေးလူစော်ကစားတာထက်ဖခင်နဲ့အတူလေတော်လေးလိုက်သွားရတာကိုပိုးဝသနာပါခဲ့ပါတယ်ဗျဒီနေ့တော့လေလို့ဖို့အတွက်အဖေဖြစ်သူကစောလာဝန်းလေးကိုတစ်ပင်အကြီးအောက်ကမြစ်ခင်းပြင်ပေါ်မှာတိတ်ထားခဲ့ပြီးလေတွင်းထဲကိုဆင်းသွားတာပေါ့ဗျလုံးလုံးရင်ခဏကြာမှတမီဖြစ်သူစီလှန့်အကြီးအဖေဖြစ်သူခမသွေးပြတ်မတက်ကိုထိတ်လန့်သွားခဲ့ရတယ်ဗျသူမြင်လိုက်ရတာကအိပ်ပျော်နေတဲ့စောလာဝန်းရဲ့ခေါင်းပေါ်ဘက်မှာလင်းမူကြီးတစ်ကောင်ကမပြေကြီးထောင်ပြီးအုံမိုးထားတာဗျအဖေဖြစ်သူကချောင်းလက်လက်နဲ့ပြေးလာတဲ့အခါမှာဝေကြီးကတောထဲကိုပြန်ပြေးဝင်သွားခဲ့တယ်ဗျလေသမားကြီးကဒီအကြောင်းကိုသူကိုးကွယ်တဲ့ဖုန်ကြီးစီတွားလျှောက်တဲ့အခါမှာဆရာတော်တွေကဇာတာတွက်ချက်ပြီးအခုလိုပဲဟောကိန်းထုတ်ခဲ့တာပေါ့ဗျာဒီမိန်းကလေးကသားမှန်လို့မဟုတ်နောက်တစ်ချိန်မှာတိုင်းပြီးဒီဖြူရိပ်အောင်မှာဘီဗျာကြီးဖြစ်လာမဲ့သူပဲတဲ့ဒီဟောကိန်းကြောင့်ပဲစောလာဝန်လေးတယောက်ကလေးဘွားကလေးကတာဝေဘူးတရတွေကိုပိုးပြီးတင်ခွင့်ရခဲ့တာပေါ့ဗျာအန်ကျိုးပြီးလို့ပဲပြောရမလားသူမသက်16နှစ်အရွယ်မှာပကံဘရင်နန်းတော်မှာတော့ဘရင်အပြောင်းလဲဖြစ်ခဲ့တယ်ဗျဒီလိုမီလိုမီရဲ့သားတော့ကြားသာမင်းနန်းရွာဆန်းပြီးအချိန်အပြည့်ခရစ်နှစ်1249မှာသားတော်ဥဒနာမင်းနန်းတက်ခဲ့တယ်ဗျဒီမင်းကတိုင်းပြည်ရေးထက်မဲလိုက်တာနဲ့စင်ဖန်းတော်ရန်ဝဒနာပါတဲ့မင်းဗျဒီနေ့မှာဥဒနာမင်းစင်ဖန်းပြီးပြန်တဲ့အချိန်ကူစကန်းရွာလည်းဖြတ်တော့ရုပ်စင်တင့်တယ်ပြီးအိုတီငိမ်အေးချင်းနဲ့အသွင်အပြင်းနဲ့လူပုံလဲမှာပေါ်လွင်နေတဲ့စောလာဝန်လေးကိုတွေ့လိုက်ရတာပေါ့ဗျာဥဒနာမင်းကစောလာဝန်ကိုမြင်ချင်းသဘောကျသွားပြီးသူမအကြောင်းအထောက်တော်တွေလှုပ်ပြီးသုံးဆန်းခိုင်းလိုက်တာပေါ့ဗျာအဲ့ဒီမှာပဲဥဒနာမင်းကစောလာဝန်ရဲ့ကလေးဘွားမွေးအုပ်စိုးပြီးခဲ့တဲ့နမိတ်အကြောင်းကိုသိတော်ခဲ့ရတာပေါ့ဘရင်ကြီးကဘေးနဲ့ခက်တဲ့နမိတ်တွေကိုယုံကြည်သူပြီးအင်းဒါဟာငါ့ရဲ့မိဖုရားဖြစ်တတ်တဲ့သူပဲလို့ချက်ချင်းသုံးပြချလိုက်တယ်ဗျဒါနဲ့ပဲဥဒနာမင်းကစောလာဝန်ရဲ့မိဘတွေဖြစ်တဲ့လေလူတတိလင်မယားထက်မှာတိတ်ခါရှိရှိခွင့်တောင်းပြီးစောလာဝန်ဝေါ်ရင်တော်နဲ့ခန်းခန်းနာနာပင့်ဆောင်ပြီးဘရင်နန်းတော်ကိုခေါ်ဆောင်သွားပါလေရောတော်ဝင်ဘန်းတပွင့်တန်နာကြီးနဲ့နန်းတော်ဆိုတာအပြားကြည့်ရင်သာရွှေရောင်တဝန်းဝန်းဖြစ်နေပေမဲ့တွင်းထဲမှာတော့ဓာကားထပ်ဖို့ထပ်တဲ့စကလုံးတွေတဲ့နာလိုမှုတွေပြည့်နှက်နေတဲ့နေရာဗျတောသူဘောကနေချက်ချင်းမိဖုရားဖြစ်လာခဲ့တဲ့စောလာဝန်အတွက်ပထမဆုံးစိတ်ခုံမှုကတော့လမ်းတွင်းကမင်းမျိုးမင်းနဲ့မိဖုရားတွေရဲ့နှိမ်ချဆက်ဆံမှုပဲဗျသူတို့ကစောလာဝန်ကိုကိုရမှာရှေ့မှာပါတောသူမလို့နှိမ်ချပြောဆိုကြတယ်ဗျဒီနေရာမှာမိဖုရားငယ်စောလာဝန်တယောက်ဘလို့တုံ့ပြန်မယ်ထင်လဲပြန်ပြီးရန်တွေ့မှာလားထိုင်းကုန်နေမှာလားအဲ့ဒါတွေလုံးဝမဟုတ်ဘူးဗျသူမကိုယ့်ကိုအမြင်နှိမ်ချနေထိုင်တတ်ပြီးနန်းတွေကပညာရှိအမတ်ကြီးတွေစီကနေစာပေနဲ့တိုင်းပြည်ဘူးတရတွေကိုအပတ်တကုတ်တင်ယူခဲ့တယ်ဗျလုံးလာယုံနေမကပဲပညာဉာဏ်အမျှော်မြင်ရှိတဲ့မိဖုရားဖြစ်အောင်ကြိုးစားခဲ့တာပေါ့အဲ့ဒါကြောင့်ပဲနောက်ပိုင်းမှာဥက္ကနာမင်းကြီးကိုယ်တိုင်ကသူမကိုအတိုင်းမကန်တူလို့ပါယုံကြည်အားကိုးလာခဲ့တယ်ဗျအဲ့ရှင်ကကြောင့်ပဲနန်းတွေမှာဘယ်သူမှနှိမ်ချမပြောရဲတဲ့မိဖုရားတူဖြစ်လာခဲ့တာပေါ့ဒီလိုနဲ့နန်းတွေမှာပညာစီးပူးရေး9နှစ်ကြာပြီမိဖုရားငယ်ရဲ့အသက်23နှစ်မှာတော့ဥက္ကနာမင်းရဲ့ကြံပေးမှတ်ကြီးရာဇကြံကပါတိမဲ့ပြူရလောက်အောင်မိဖုရားစောလာဝန်ရဲ့အသိပညာတိုးပွားလာခဲ့တာပေါ့ဗျဒါနဲ့တနေ့မှာစင်ကိုစီဆိုးဖို့သွားတဲ့ဥက္ကနာမင်းကြီးတယောက်စင်ရပြန်စီဆိုးသွားတာကြောင့်ပဲခရစ်နှစ်1256မှာနေရဆန်သွားပါလေရောတော်ဝင်ပန်းတပွင့်တန်နာရီ3ဥက္ကနာမင်းနေရဆန်သွားတဲ့တဲ့ရင်ကဗကန်နန်းတော်ကိုရောက်လာတော့နန်းတော်တကူလုံးလှုပ်လှုပ်ခက်ခက်ဖြစ်သွားခဲ့တယ်အကြောင်းကတော့နန်းတက်ဖို့အခွင့်အရေးရှိတော့သားတော်ကြီးတရားသူဖြစ်နေတာကြောင့်ပါဒါပေမဲ့တရားသူကိုကြော်ပြီးတော့နာတိတာပရိကိုနန်းနေလိုက်တယ်ဗျနန်းနေပြီးတဲ့သူတွေကမိဖုရားစောနဲ့အမတ်ကြီးရာဇကြံပါဒီနေရာနဲ့တရားတိတာပရိကိုဘာလို့နန်းနေရလဲစဉ်းစားကြည့်ပါအချိန်10မိနစ်ပေးပါမယ်အခုတော့ဒီတုံသားတော့တရားသူကြောင့်နည်းနည်းပြောပြပါမယ်တရားသူကဖိုးဖြစ်သူကြောက်တာမင်းလို့ပညာရှိမင်းတစ်ပါးဖြစ်နေတဲ့သူဒါပေမဲ့သူ့မှာအဖိုးဖြစ်သူနဲ့မတူတဲ့တစ်ချက်ကမာနအလွန်ကြီးတာပဲနန်းမတက်ရသေးကြတဲ့ကနန်းတွေအမတ်ကြီးတွေအဖတ်မတန်တယ်လို့ဆက်ဆံတတ်တယ်ဗျတခါဆိုရင်အမတ်ကြီးရာဇကြံတယောက်နန်းရင်ပြင်မှာရှိနေချိန်တရားသူကအမတ်ကြီးရဲ့အင်ကြီးလက်ပေါ်ကွန်ထရီနဲ့ထွေးချပြီးစော်ကားခဲ့ဘူးတယ်လို့ရာဇဝင်တွေကဆိုကြတယ်ဗျအဲ့ဒီဖြစ်ရကအမတ်ကြီးရာဇတကြံအတွက်တော့ဒီမားတဲ့တတိပေးချက်ဖြစ်သွားခဲ့တာပေါ့ဒီမင်းသားသာဘယင်ဖြစ်လာရင်ငါတို့အသက်မမြဲနိုင်ဘူးဆိုတော့အမတ်ကြီးကတိသွားတယ်လို့ပဲမိဖုရားစောကလေတရားသူ
ရဲ့မောက်မာတဲ့ဇဲကိုကြည့်ပြီးသူသာဘရင်ဖြစ်လာရင်ငါရဲ့အကြံပေးချက်တွေကိုနားထောင်မဲ့သူမဟုတ်ဘူးဆိုတော့သိစားမိသွားတယ်ဗျနောက်စတာပရိယာတော့ငယ်စဉ်ကလေးကမိခင်မရှိတဲ့အပြင်မိဖုရားဆောကိုလည်းအားကိုးယူတည်မှုရှိလို့ဒီကလေးကတော့ငါတို့စိတ်ကြိုက်ပုံဖော်လို့ရမယ်လို့တွက်စာတန်းတည်ပေးလိုက်တာပေါ့ကဲဒီလောက်ဆိုခင်ဗျားတို့ကတော့ရှင်းသွားပြီလို့ထင်ပါတယ်။ဒါမှခင်ဗျားတို့တတိထားကြည့်ပြီးလို့ရှိရင်မိဖုရားဆောရဲ့ဩဇာဘရင်ထက်ကျော်လွန်နေပြီဆိုတော့သိကြမှာပါ။တော်ဝင်ပန်းတပွင့်တနာကြီးလေးဆိုတော့ညီမတက်ကလေး618ခရစ်နှစ်1256မှာနာတီဟာပတိမင်းနဲ့တက်လာခဲ့တာပေါ့။အကံဘရင်နဲ့နာရူတိုစပူဒန်နဲ့ဟောက်ကာခဲတွေလိုပဲတယောက်ချင်းစီကယူသွကြတာပေါ့။ရှေ့ကိုပြန်ကြည့်လို့ရှိရင်လေဟောက်ကမင်းကြီးကစာပေနဲ့ပေးတကတ်တော်တွေမှာယူသွခဲ့တယ်လို့ပဿနာမဲကြတော့လေတော်ထဲမှာစင်ဖန်းတာကိုပဲယူသွခဲ့တာဗျ။ဒါဆိုဟိုတက်လာတဲ့နာတီတာပရိယာဘလို့ယူလဲ။ तू ကတော့အစားတောင်းတဲ့အာနာကိုယူတာဗျ။ဘရင်နာတီကနန်းတက်ပေးတာနဲ့သူ့ရဲ့မာနကိုစတင်ထုတ်ပြတော့တာပါပဲ။ဒါမှတော့သူလုပ်တာသူ့ကိုနန်းတင်မိခဲ့တဲ့အမတ်ကြီးရာဇကြံကိုကြောက်လိုက်တာပဲဗျ။ဒါပေမဲ့နာတီဟာဘလောက်ပဲစိုးစိုးတယောက်တော့သူ့ကိုတော့လုံးဝမလုံးဆိုင်ရဲပါဘူးဗျ။အဲ့ဒီလူကတော့မိဖုရားဆောပါ။နာတီဟာမင်းလက်ထက်မှာတော့မိဖုရားကောင်ဆောဖြစ်နေပြီပေါ့။ဘရင်ကတန်းပြီးအုပ်ချုပ်ရေးရမှာစိတ်လိုက်မှန်မှနဲ့အလိမ်ဆိုသလိုဆိုပဲကြကြတိုင်းမိဖုရားကောင်ဆောကပဲနောက်ကနေတတိပေးဆုံးမပြီးပြန်ထိန်ပေးခဲ့ရတာပေါ့။နရတီဟာကတန်းပြီးမှငယ်ပေးဆိုင်နေချိန်မှာတော့အင်းပွဲ300ပြည့်မှာစားတော့တဲတဲ့ဘရင်ဗျ။ဒါကြောင့်ဘရင်ကိုဆုံးမဖို့တနေ့မှာမိဖုရားကောင်ဆောဘရင်စားတော့တဲမယ်ဟင်းပွဲ300 150ပဲတက်ခင်းဖို့စီခိုင်းလိုက်တယ်ဗျ။အဲ့တော့တဲဖို့နရတီတာမင်းရောက်လာချိန်မှာတော့ဟင်းပွဲ300မပြေလို့ကောင်းချမ်းပါလေရောစဖို့မှုကိုတတ်မဲ့အလုပ်မိဖုရားကောင်ဆောထွက်လာပြီ။နရတီတာကိုဘင်းတန်းပြီးမှငယ်ပေးဆိုင်နေတာကြောင့်ဟင်းပွဲ300မပြေနိုင်တော့ပါ။အစားတလို့အတွက်လူသက်ချင်းကတင့်တော်ပါလောဟုဆုံးမလိုက်တော့မှဘရင်နဲ့တီတရားဝင်သွားတာပေါ့။တော်ဝင်ပန်းတပွင့်တန်တာကြီးငါဒီလိုမျိုးမိဖုရားကောင်ဆောကဘလောက်ပဲထိန်းချုပ်ပေးပါနရတီတာမင်းရဲ့အတ္တနဲ့အစဉ်ချင်းမဲ့မှုတွေကနောက်ဆုံးမှာပကံကြီးကိုအမာတူတဲကိုထုံးပို့မဲ့အခြေအနေတစ်ခုစီဆွဲဆောင်သွားခဲ့တာပေါ့။အဲ့ဒီမွန်တူရဲ့အစားတော့အချက်တစ်ခုကိုသိပ္ပံထားတဲ့မွန်ဂိုအီဂရစ်ကူပလိုင်ကန်စီကတနပန်အဖွဲ့ပကံကိုရောက်လာတဲ့အချိန်မှာပေါ့။မွန်ဂိုတွေကပကံတွေကိုသူတို့စီမှာတစ္ဆာကံပေါ်လက်ဆောက်ပနာဆက်တောက်ဖို့တောင်းဆိုလာပေါ့။အဲ့ဒီချိန်မှာဉာဏ်ပညာရှိရဲ့မိဖုရားဆောကအခြေအနေကိုကဲခတ်မိရဲ့ဗျ။မွန်ဂိုဆိုတာကမ္ဘာအင်အားကြီးတော့စစ်တပ်ဖြစ်နေပြီဆိုတော့ဒီလိုမင်းကြီးကိုတတမန်နီးနဲ့ချိန်ဆွဲဖို့စစ်ကူရှောင်ရှားဖို့လိမ္မာပေါ်နဲ့ဆောင်နဲ့ကြံပေးခဲ့တယ်ဗျ။ဒါပေမဲ့မာနခေါင်ခိုင်းနေတဲ့နရတီတာမင်းကတော့ဒီပဲရမယ်ဆိုပြီးမွန်ဂိုတန်တမန်အဖွဲ့ကိုကွက်မလိုက်တော့ပါပေါ့။ဒီလုံးရက်ကပကံပြည်ရဲ့ပြတ်သုံးချင်းနေတန်းမှာပဲတန်တမန်အဖွဲ့တက်ခံရတော့တိတော်မွန်ဂိုအီဂရစ်ကဒေါသထွက်ပြီးပကံကိုချိန်မိုးဖို့သူ့ရဲ့တတာစစ်တပ်ကြီးကိုလွတ်လိုက်တော့တယ်ဗျ။ရင်းနဲ့1983အဆောင်ချမ်းရအပြင်းထန်ခုခံနေတဲ့ပကံစစ်တပ်ကြီးအရှုံးကြီးရှုံးနေခဲ့ရတယ်ဗျ။မွန်ဂိုတက်တွေပကံကိုဦးတီလာနေပြီဆိုတော့တီးတဲ့အချိန်အစမာနကြီးခဲ့တဲ့နာတီတာတယောက်ခုတော့ကြောက်လန့်တုန်လှုပ်ပြီးပကံကိုစွန့်ခွာပြီးတော့အောက်ပြည်ကိုထွက်ပြီးပြင်နေတာပေါ့ဗျာ။အဲ့မှာပဲတမိုင်းမှာနာမည်ကျော်တဲ့တရုတ်ပြေးမင်းဆိုတဲ့နာမည်ကိုရခဲ့တာပေါ့။ဒီကပြေးဖို့ပဲတည်နေတဲ့အချိန်မိဖုရားဆောတော့စစ်ရှုံးနေတဲ့တမ်းမြေအနာကိုကြိုမြင်နေခဲ့တယ်ဗျ။မွန်ဂိုတရမဖွဲ့ကိုမတက်ဖို့တမ်းမြေစင်ကလေးကဒါဟာထိတ်တက်ရင်ဆိုင်ရမယ့်စစ်ပွဲမဟုတ်ဘူး။ဉာဏ်ပညာနဲ့ဖြည့်ရှင်းရမယ့်တရမစစ်ပွဲပဲဆိုတော့နားလည်ခဲ့တာပေါ့။ပကံစစ်တပ်တွေရှုံးနေပြီးမွန်ဂိုတက်တွေအရှိန်အဟုန်နဲ့တက်လာချိန်မှာမိဖုရားဆောကသူမရဲ့အကြီးမားဆုံးစစ်ရေးဗျူဟာကိုခင်းကျင်းခဲ့တယ်ဗျ။အဲ့ဒါကတော့နေကြားမှာမွန်ဂိုတက်တွေကိုခုခံနေခဲ့တဲ့အင်အားကြီးရှမ်းညီနောင်တို့ကိုပကံနဲ့တော့ခေါ်ပြီးဘွဲထူးဂုံထူးတွေကိုပေးပြီးတင်သွင်းလိုက်တာပဲဗျ။ဒါဟာရန်သူရဲ့ရန်သူကိုမိတ်ဆွေဖွဲ့ပြီးကိုတန်းမျိုးကာဝယ်ခိုင်းခဲ့တဲ့ပန်းနဲ့တဲ့တရမန်နီးဗျဒီလိုနဲ့မွန်ဂိုအန်ဒီယာကိုထိချုပ်နေတော့မှာပဲအာတီရာတယောက်အဲ့တော့တီရာသူရဲ့အစိတ်ခရကိုခံရပြီးခရစ်နှစ်1289ရောက်ဒီမျိုးမှာနေရဆန္ဒခဲ့တယ်ဗျတော်ဝင်ဘန်တဝင်းတန်တိုင်း6ပြီးနေရဆန်ပြီးတော့နှစ်လောက်ကိုပကံဘရင်မဲ့သွားပြီးဖျူဖျဲဖြစ်နေခဲ့တာဗျအဲ့လိုဖျူဖျဲဖြစ်နေတဲ့ပကံပြည်ကိုပြန်စုစည်းဖို့မိဖုရားခေါင်စောကနာတီရာပရိရဲ့သားတော်ကြောသွားကိုခရစ်နှစ်1289မှာနန်းတင်ခဲ့ပြီးပကံကိုမွန်ဂိုလောက်ခိုးလုံခိုင်းလိုက်ပြီးစစ်ပွဲကြီးရတန့်စီခဲ့တယ်ဗျအဲ့အချိန်မိဖုရားကောင်ရဲ့အသက်က56နှစ်ရှိပါပြီ။အင်အားနည်းနေတဲ့ပကံပြည်ရမိဖုရားကောင်ရဲ့လိမ္မာပါနဲ့တဲ့နိုင်ငံရေးတန်တမန်ရေးဆောင်ရွက်မှုတွေကြောင့်ပဲရိုင်းနေတဲ့အနေအထားနဲ့အသက်ဆက်ရှင်နိုင်ခဲ့တယ်ဗျ။ဒါပေမဲ့ကြာရှည်သာမထိန်းထားနိုင်တော့ပဲခရစ်နှစ်1290မြန်မာတက္ကရာ659မှာအင်အားကြီးရှမ်းကြီးတော်သုံးဘွားကျော်စွာဘရင်ကိုနန်းထက်လိုက်တာကြောင့်ပကံအမာယာရဲ့အပီးတိုင်ပြတ်သုံးသွားခဲ့တာပေါ့ဗျ။တော်ဝင်ပန်းတဝင်းဒန်နာကြီးဇက်သိန်းကန်ကဲနောက်ဆုံးမှာတောသူမှလည်းစောလောက်ဘွားနဲ့မိဖုရားကောင်ကြီးစောဖြစ်လာခဲ့တဲ့64နှစ်တာကာလကိုကျော်လွန်သွားခဲ့ပြီ။သူမရဲ့ပကံပြည်ပြတ်သုံးသွားတာကိုမျက်မြင်ကိုယ်တွေကြုံတွေ့လိုက်ပြီးနောက်မှာမိဖုရားကောင်ကြီးကိုယ်တိုင်တည်ထောင်ခဲ့တဲ့မင်းနှန်းသူရွာလေးဟာကျောင်းတော်ကြီးမှာပဲတရားဘာဝနာပွားများရင်အေးအေးချမ်းချမ်းလေးနေထိုင်သွားခဲ့တယ်ဗျခရစ်နှစ်1299အေးချမ်းပြီးတိတ်ဆိတ်တဲ့ညနေခင်းလေးတစ်ခုမှာပကံပြည်ရဲ့အလှပဆုံးနဲ့တင့်တယ်ဆုံးတော်ဝင်ပန်းတပွင့်ဟာသူသိတ်ချစ်ခဲ့တဲ့ပကံပြည်ပြင်မှာပဲလွင့်ကြွေမြေခသွားပါတော့တယ်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းတွေကျေးဇူးတွင်တင်ရှိပါတယ်ဗျာဒီဗီဒီယိုလေးကနေဘာတွေသင်ခန်းစာရခဲ့လဲဆိုတော့ comment မှာရေးသွားပြီးကြားရင်လည်း like လုပ်လေးနဲ့ကြည့်ကြပါဦးဗျ